ရွာကိုအလဲလားအလဲကိုရွာလားဒီနေ့ရဆိုရင်ဖြင့်ဝါဖောင်စီးနေတဲ့အချိန်ကာလဖြစ်ပါတယ်။ဒီဟာဆိုလို့ရှိရင်အင်္ဂလိပ်လိုဘန်ပူရာဖင်းလို့ခေါ်ပါတယ်။ငယ်တန်းပေါင်းအော်လာလေးထည့်ပြောပါ။ချင်းမိုင်မျိုးနဲ့မဲ့ဝံကြီးရွာဖြစ်ပါတယ်ရှင်။ဒါကသုံးပါးတစည်းစီးရတာဖြစ်ပါတယ်။ကြောက်တယ်ပါတော့ကြောက်လို့អော်နေတဲ့အတန်ရင်ပုတ်ပါဦးရှင်ဒီဟာကြတော့ကျမကြောက်တာမဟုတ်လားရင်ခုန်စိတ်လို့ရှားနေတဲ့အတန်နေတာဖြစ်ပါတယ်ဟုတ်ပါတယ်ဟယ်လိုကျမတို့တွေကရန်ကိုပျော်ရွှင်နေပါတယ်အရန်နာနေတာတော့တိကျပါမင်းပြောပြမယ်ပြုံးချောင်းရှိလားဟုတ်ကဲ့မနဲ့ဘူးမလားဟုတ်လေပြုံးချောင်းမနဲ့ဘူးမလားမရှိဆိုလို့ရှိရင်လီယိုဦးနဲ့လာခဲ့တယ်မလားလီယိုဦးလီယိုလမ်းမေးလိုက်လီယိုဦးလာကြိုလိုက်မယ်အနီမိုးမိုးလည်းမရှိမေမေလည်းမရှိဘူးမေမေကအပြင်တွားနေရလေဟယ်လိုအလဲကိုရွာလာမဟုတ်ဘူးသူကဟွာဖြစ်တယ်ပါခေါ်လို့ဗါလေအလဲကိုရွာလာငါသားအတားပဲမှာရှိတယ်ရှိမလားမမေအခုဖုန်းဆက်ပြီးလိုက်မှာရွာကိုအလဲလာဟယ်လိုဟယ်လိုအဲ့ဒီကဆရာမခွင်းတော့တိုင်လိုက်အောင်နော်ခွင်းတော့တိုင်လိုက်အောင်နော်လက်ပြအေးလက်ပြပါဦးမမိုးလက်ပြမေမေအခုမဦးပြောလိုက်နော်โอเคဒါရအေးချင်းမောင်လေးတစ်ချက်လောက်ဆက်ပေးပါလားဝီလျံကဆက်ပဲမှာစောင့်နေမယ်လို့ဝေးတင်ယူလေးခင်ကြတယ်လို့တင်ကဆိုလို့တဲ့ရေပေါ်မှာအိမ်လေးတွေစောက်တယ်ရေပေါ်မှာအိမ်လေးတွေစောက်တယ်တောင်ပိုင်းရဲ့ရှမ်းပြည်ဝဲအဲ့လေပိုင်းရဲ့ရှမ်းပြည်ဝဲရှမ်းမလေးတွေလေချောပါတယ်ရှေ့ကချမ်းမပို့ချောတယ်နော်ဟဲ့